အားလုံးမင်္ဂလာပါ bless your future ဆိုတဲ့အစီအစဉ်ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်တခါတော့ကရွာတရွာမှာတငယ်ချင်းနှစ်ယောက်ရှိပါတယ်ဒီတငယ်ချင်းနှစ်ယောက်ကမြို့ပေါ်မှာတက်ပြီးတော့မှအတူတူအလှုပ်လှုပ်ကြပါတယ်ဒီရက်မှာတော့မထင်မှတ်တဲ့အချိန်မှာလေပြင်းမုန်တိုင်းကကျပြီးတော့မှဤပြင်းစွာသောလေပြင်းမုန်တိုင်းကြောင့်သူတို့ရဲ့မိသားစုကလေပြင်းမုန်တိုင်းထဲမှာအကုန်လုံးတည်ဆုံးသွားကြပါတယ်ဒီချိန်မှာလူငယ်နှစ်ယောက်ကအင်တန်မှဝမ်းနဲ့ကြည်ကွဲရပါတယ်အဲ့ဒီအတွက်သူတို့ရဲ့စိတ်ဒဏ်ရာတွေကိုကုစားဖို့အတွက်သူတို့က counselor တယောက်ကိုအကူအညီယူခဲ့ပါတယ် counselor ဆိုတာလက်ရှိနဲ့အတိတ်ရဲ့စိတ်ဒဏ်ရာတွေကိုကုသပေးဖို့ကူညီတဲ့သူဖြစ်ပါတယ်အတိတ်ရဲ့ချီနှောင်ခြင်းတွေအတိတ်ရဲ့ဆိုးဝါးစွာခံစားချက်တွေကိုယုံထွက်နိုင်ကူညီပေးတဲ့သူဖြစ်ပါတယ်အတိတ်ရဲ့ယူသွစေသောခံစားချက်တွေကိုပုံမှန်ပြန်လည်ဖြစ်လာအောင်ကူညီပေးတဲ့သူတွေဖြစ်ပါတယ်အဲ့ဒီ counselor ကဒီလူငယ်နှစ်ယောက်ကိုကူညီပါတယ်ဒါပြင်သူတို့လိုပဲစိတ်ဒဏ်ရာတွေရှိတဲ့လူငယ်တွေနဲ့လည်းပေးတွေ့ပေးပြီးတော့မှနှစ်သိမ့်ဆွေးနွေးပေးပါတယ်ဒီနှစ်သိမ့်ဆွေးနွေးမှု process က3လကြာပါတယ်3လကြာပြီးတဲ့နောက်မှာတော့ဒီလူငယ်နှစ်ယောက်ကလမ်းခွဲသွားကြပါတယ်လူငယ်တစ်ယောက်ကတော့နောက်ထပ်နှစ်သိမ့်ဆွေးနွေးပေးမဲ့သူ counselor အသစ်တစ်ယောက်ကိုသူကထပ်ရှာပါတယ်အခြားလူငယ်တစ်ယောက်ကတော့သူက coach နီးပြကိုသူကရှာဖွေခဲ့ပါတယ် coach နီးပြဆိုတာကတော့လူတစ်ယောက်ရဲ့အနာဂတ်ယူပါယုံကိုချက်ထွင်နိုင်ဖို့အတွက်သူကနီးလန်းပြပါတယ်လူတစ်ယောက်မိမိကိုမိမိယုံကြည်မှုရှိဖို့အတွက်သူကနီးပေးလမ်းပြပါတယ်လူတစ်ယောက်မိမိရောက်နိုင်သမျှအမြင့်ဆုံးကိုရောက်နိုင်ဖို့အတွက်သူကနီးပြပါတယ်လူတစ်ယောက်မိမိမှာရှိတဲ့စွမ်းရည်တွေတိုးတက်လာဖို့အတွက်သူကနီးပေးလမ်းပြပါတယ်လူတစ်ယောက်မိမိရဲ့ပန်းနိုင်ကိုတဆင့်ပြီးတဆင့်အရောက်လန်းနိုင်ဖို့အတွက်နီးပြပေးတော်သူဖြစ်ပါတယ်ဒီလူငယ်လေးဟာသူ့ရဲ့နီးပြသူ့ရဲ့ coach ရဲ့နီးပေးလမ်းပြမှုကိုခံယူတယ်သူကိုယ်တိုင်စူးစမ်းတယ်နောက်ထပ်နီးပြတွေကိုသူကထပ်ရှာတယ်တဆင့်ပြီးတဆင့်သူကတိုးတက်ပြီးတော့မှသူ့ရဲ့အမြင်ယူပါယုံတွေကိုသူချဲ့ထွင်တယ်သူ့ရဲ့စွမ်းရည်တွေတိုးတက်လာအောင်သူလုပ်တယ်သူကသူ့ရဲ့ပန်းနိုင်တစ်ခုပြီးတစ်ခုသူအရောက်လန်းနိုင်ခဲ့တယ်9နှစ်ကြာမှာတော့သူကခိုင်မာတဲ့ဝင်ငွေတစ်ခုကိုရရှိပြီးသူကသူ့ရဲ့ခြေထောက်ပေါ်မှာသူမရက်တည်နိုင်ပြီးသူကိုသူယုံကြည်မှုရှိပြီးတော့မှသူများကိုပြန်လဲကူညီပေးနိုင်တဲ့သူတောင်ဖြစ်နေပြီဖြစ်တယ်ဒါပေမဲ့လည်းသူ့ရဲ့တငယ်ချင်းကတော့နောက်ထပ်နှစ်သိမ့်ဆွေးနွေးမှုတွေကိုရှာဖွေရင်းနဲ့ပဲနှစ်သိမ့်မှုတွေနဲ့ပဲသူကဆက်လက်ပြီးတော့မှအသက်ရှင်နေတယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်အဲ့တော့သင်ဘဝအတွက်နှစ်သိမ့်ဆွေးနွေးသူ counselor လိုအပ်တာလားနီးပြ coach လိုအပ်သလားဆိုတာကိုသင်ကဆုံးဖြတ်ဖို့လိုအပ်ပါတယ်သင်ကနှစ်သိမ့်ဆွေးနွေးသူတယောက်လိုအပ်မယ်ဆိုရင်တော့ဒီနှစ်သိမ့်ဆွေးနွေးသူကသင်ပြောသမျှကိုစိတ်ရှည်စွာနားထောင်ပေးမယ်သင်ကိုနှစ်သိမ့်ပေးမယ်သင်ကိုချော့မယ်သင်လိုအပ်တဲ့ချစ်ချင်းမေတ္တာတွေသင်လိုအပ်တဲ့နားလည်မှုတွေကိုချင်းစာမှုတွေကိုသူကပေးမယ်သင်ကိုအမြဲတမ်းသက်တာရှိအောင်သူကကူညီပေးမှာဖြစ်တယ်အကယ်၍သင်က coach တယောက်ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီနီးပြကသင်ကိုစူးစမ်းဖို့ပြောမယ်သင်ရဲ့အားနည်းချက်တွေကိုထောက်ပြအကြံပြုမယ်သင်မှာရှိသမျှစွမ်းအားတွေကိုအစွမ်းကုန်ထုတ်ဖို့သူကပြောမယ်သင်ရဲ့စုတစိတ်ကိုပဲအာယုံပြုဖို့သူကသင်ကိုပြောမယ်သင်ရဲ့ပန်းနိုင်ကိုတဟုန်တို့အရောက်သွားဖို့သူကသင်ကိုတွန်းအားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့လူငယ်တွေနဲ့ဒီဗီဒီယိုကိုကြည့်တဲ့သူတွေအားလုံးကိုကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ဘဝတိုးတက်ဖို့အတွက်ဘာကိုရွေးချယ်သင့်တယ်လဲဆိုတဲ့အရာမှာဒီဗီဒီယိုကနေပြီးတော့မှသင်တို့ကိုတစုံတစ်ခုအကူအညီပေးမယ်လို့မျှော်လင့်ပါတယ်သင်တို့အတွက်အကျိုးတစုံတစ်ခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့ comments ထဲမှာ bless ဆိုပြီးတော့မှ comment ထဲမှာရိုက်ထည့်ပေးပါဒါဆိုရင်တော့ကျွန်တော်အတွက်လည်းနောက်ထပ်ဗီဒီယိုတွေလုပ်ဖို့အတွက်ခွန်အားဖြစ်စေမှာဖြစ်ပါတယ်ကျွန်တော်ကတော့စော်တော်ကြီးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်